ထမတန်းစာပြင်ဆင်မှုအပြည့်နဲ့မိန်းလမ်းမပေါ်မှာအခန်းတွဲရဲ့နှခမ်းကိုရောင်းချပေးမယ်ဟုတ်ပါတယ်ပထမတန်းစာပြင်ဆင်မှုဆိုတာလုံးဝရှယ်ပြင်ထားတဲ့အခန်းပြင်ဆင်မှုအပြည့်နဲ့အခန်းကိုပြောတာဖြစ်ပါတယ်ဘာမှလဲဆိုလို့ရှိရင်ပဇွန်တော်မျိုးနဲ့အနော်ရထားမိန်းလမ်းမပေါ်မှာတည်ရှိတဲ့3လွာနဲ့4လွာအခန်းနှခမ်းကိုတွဲရက်ရောင်းချပေးမယ်အခန်းအကျယ်ဝန်းက18ပေပေ90ရှိတယ်နှခမ်းလုံးရောင်းချပေးမယ်အတွင်းလေကလည်းပါမယ်အပြင်လေကလည်းပါheight က9ပေ height ဖြစ်တယ်နှစ်ထပ်လုံးကိုစိတ်ကြိုက် customize လုပ်ထားတယ်ရေဘူးရေအေးဆက်တက်ထားတယ်ကိုကြီးကပါကီအပြည့်ခင်းထားပေးတယ်အဲကွန်ပါတယ်မီးလိုက်အတိဆေးလိုက်အတိတွေပါမယ်ပြောလို့ရှိရင်အိတ်ခမ်း3ခမ်းပါမယ်ဆိုတော့လူကြီးမင်းတို့အတွက်အောက်ထပ်မှာပဲရုံးခမ်းပဲဖွင့်မလားတခုခုပဲငှားစားမလားငှားစားလို့လည်းရမယ်နေထိုင်မှုအတွက်လည်းလုံးဝအခန်းကျိန်နေနေရမှာမိန်းလမ်းမပေါ်မှာနေရမှာဖြစ်တဲ့အတွက်အရဲအုံမှာမိုက်တွေခံစားချက်ကို feeling ကိုခံစားမိမှာပါဒီရောင်းခန်းလေးရဲ့ဈေးနှုန်းဟာ3,4200ကိုညှိနှိုင်းနဲ့ရောင်းချပေးပါမယ်ဒီခန်းလေးကိုလိုချင်တယ်စိတ်ဝင်စားတယ်တင်းသိကြည့်ရှုခြင်းဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09-400-568-469-6859-6929 ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျွန်တော်တို့ဥယျာဉ်မှုကျိုးဆောင်ဖြစ်ပါတယ်အားလုံးအိမ်မှန်ရဖို့ဆန္ဒပြုပါတယ်ကျွန်တော်အကောက်လေးကိုလည်း follow လုပ်သွားပေးဖို့မမေ့ကြပါနဲ့